မင်္ဂလာပါရှင်ကျမရဲ့ Sam Knowledge Sharing YouTube Channel မှာကြိုဆိုပါရစေဒီနေ့မှာတော့ကျမဖတ်ပြတဲ့စာရေးဆရာတိုနီရိုဘင်ရဲ့ Money Master the Game စာအုပ်ထဲမှာ Money Mindset ငွေကြေးနဲ့စိတ်နေသဘောထားဆိုတဲ့အကြောင်းအရာလေး၅ချက်ကိုပြန်လည်ဝေမျှပေးခြင်းပါတယ်တင်ရောငွေကြေးနဲ့ပတ်သက်ပြီးဘယ်လိုသဘောထားပါသလဲငွေကြေးကရှာရခက်တယ်ငါကငွေကံမကောင်းဘူးလို့ခံစားနေရပြီလားဒီလိုစိတ်ခံစားမှုမျိုးဖြစ်နေပြီဆိုရင်ကျမဖတ်ပြတဲ့တိုနီရိုဘင်ရဲ့ငွေကြေးနဲ့စိတ်နေသဘောထားဆိုတဲ့အကြောင်းအရာလေး၅ချက်ကိုအဆုံးထိနားထောင်သွားပေးဖို့အကြံပြုပါရစေရှင်ဒီဗီဒီယိုလေးရဲ့အဆုံးမှာလည်းပဲမိတ်ဆွေတို့ရဲ့ငွေကြေးနဲ့ပတ်သက်ပြီးမှားယွင်းတဲ့ယုံကြည်မှုတွေရှိနေမယ်ဆိုရင်ဘယ်လိုရှောင်ရှားရမယ်ကိုယ်ပိုင်ငွေကြေးယုံကြည်မှုတွေကိုဘယ်လိုတည်ဆောက်ရမယ်ဆိုတဲ့အကြောင်းအရာလေးတွေပါလို့ကျမရဲ့ channel လေးကို like and subscribe လုပ်ပြီးဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အကြံပြုပါရစေရှင်ဒီလိုဆိုရင်ကျမဖတ်ပြတဲ့ Money Mindset ငွေကြေးနဲ့စိတ်နေသဘောထားဆိုင်ရာအကြောင်းအရာ၅ချက်ကိုဆက်လိုက်ကြရအောင်ပါနံပါတ်1ချက်ကတော့ငွေကြေးချမ်းသာမှုရဲ့80%ဟာစိတ်နဲ့ဆက်ဆက်နေပါတယ်လူတော်တော်များများရဲ့ငွေကြေးနဲ့ပတ်သက်ရင်ထားရှိတဲ့ယုံကြည်မှုအမှားယွင်းတွေကငွေကရှာရခက်တယ်ငါကငွေကံမကောင်းတတ်ဘူးငွေကြောင့်စိတ်အမြဲညစ်ရတယ်အစရှိတဲ့မှားယွင်းတဲ့ယုံကြည်မှုတွေရှိနေတတ်ကြပါတယ်ငွေကြေးဟာကိုယ်ပိုင်စိတ်နဲ့အများကြီးသက်ဆိုင်နေပါတယ်ငွေကြေးကတင့်ကိုထိန်းချုပ်မလားတင်ကငွေကြေးကိုထိန်းချုပ်မလားလို့စာရေးဆရာကပြောထားပါတယ်ဒါကြောင့်ငွေကြေးပေါ်မကောင်းတဲ့ယုံကြည်မှုတွေရှိနေပြီဆိုရင်ဖယ်ရှားလိုက်ပါငါကငွေကြေးကိုအကောင်းဆုံးရှာဖွေနိုင်သူငါရဲ့ခွန်အားနဲ့ငွေကြေးခွင့်လန်းတွေကိုအကောင်းဆုံးဖန်တီးနိုင်သူငါကငွေရှာရတာလွယ်ကူသူလို့ငွေကြေးပေါ်ယုံကြည်မှုအပြည့်ထားပြီးငွေကြေးခွင့်လန်းတွေကိုဖန်တီးလိုက်ပါလို့ရေးသားထားပါတယ်နံပါတ်2အကြောင်းအရာလေးကတော့ယင်းနှိမ့်မြုပ်နှံမှုတစ်ခုပြုလုပ်ပါတဲ့ယင်းနှိမ့်မြုပ်နှံမှုတစ်ခုပြုလုပ်ဖို့ရာအတွက်ကကိုယ်တိုင်လည်းလေ့လာသင်ယူရမယ်ကိုယ်တိုင်လည်းသိရှိရမယ်သိကြတဲ့လုပ်ငန်းလေးဖြစ်ရပါမယ်တဲ့ဥပမာဈေးကွက်နဲ့ကိုင်နေတဲ့ long term investment လို့ခေါ်တဲ့ယင်းနှိမ့်မြုပ်နှံမှုတွေကိုလေ့လာပြီးယင်းနှိမ့်မြုပ်နှံမှုပြုလုပ်ပါတဲ့ passive income လို့ခေါ်တဲ့လှုပ်လှုပ်ရှားမလို့ဘဲနဲ့အမြဲတမ်းဝင်ငွေရရှိနေမဲ့စီးပွားရေးလုပ်ငန်းတွေကိုထူထောင်ပြီးယင်းနှိမ့်မြုပ်နှံမှုပြုလုပ်ပါတဲ့ဥပမာအင်ချမ်းမြေရောင်းဝယ်လုပ်ငန်းတွေ stock share ဈေးကွက်လုပ်ငန်းတွေကိုဆိုလိုခြင်းဖြစ်ပါတယ်ဒီနေရာမှာကျမကိုယ်တိုင်တွေ့ကြုံကြရတဲ့မှားယွင်းတဲ့ယင်းနှိမ့်မြုပ်နှံမှုတစ်ခုကိုဘုသူတအနေနဲ့ပြန်လည်ဝေမျှခွင့်ပြုပါရှင်2018ခုနှစ်တုန်းကပေါ့ကျမရဲ့ကိုယ်ပိုင်ဝင်ငွေလေးကိုအတိတ်တယောက်ကိုယုံကြည်မှုနဲ့ကျမချီးခဲ့မိပါတယ်အခုအချိန်ထိပြန်လည်မရရှိခဲ့ပါဘူးဒါကြောင့်မလို့ကျမကဘာခံစားနေရလဲဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးယင်းနှိမ့်မြုပ်နှံမှုပြုလုပ်တော့မယ်ဆိုရင်ချေးငွေချေးခြင်းဟာမှားယွင်းတဲ့ယင်းနှိမ့်မြုပ်နှံမှုလို့ကျမခံယူနေစေဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျမရဲ့အတိမိတ်ဆွေတယောက်ပဲဖြစ်ပါတယ်သူကတော့လောင်းကစားပေါ်မှာယင်းနှိမ့်မြုပ်နှံလိုက်ခြင်းပဲဖြစ်ပါတယ်တတိဘဝကနေအင်ဂျီယာကြီးမဲ့ဘဝကိုရောက်ရှိပါပါတယ်ဒါကြောင့်မလို့ကျမရဲ့ငွေကြေးယင်းနှိမ့်မြုပ်နှံမှုဆိုင်ရာခံစားချက်ကတော့လောင်းကစားနဲ့ငွေတိုးချေးခြင်းဟာမှားယွင်းတဲ့ယင်းနှိမ့်မြုပ်နှံမှုတစ်ခုပဲလို့ခံစားနေရစေဖြစ်တာမို့လို့ဒီအကြောင်းအရာလေးကိုဘုဒ္ဓရအနေနဲ့ပြန်လဲထည့်သွင်းပြောပြလိုက်ရခြင်းဖြစ်ပါတယ်ရှင်။နံပါတ်3အကြောင်းအရာလေးကတော့ပတ်စံ3ဈေးကိုကိုယ်တိုင်စီမံခန့်ခွဲနိုင်ရပါမယ်တဲ့။မသုံးမဖြစ်သုံးရမယ့်အရာတွေဖြစ်တဲ့အခွန်ဆောင်ခြင်းမီတာကပေးခြင်းစရှိသည့်အရာတွေကိုတော့သုံးဖို့ရလိုအပ်ပါတယ်။မလိုအပ်ဘဲလောင်းကစားပြုလုပ်ခြင်းမလိုအပ်ဘဲဝယ်ယူခြင်းတွေကိုတော့စတဲ့အသုံးဈေးတွေကိုတော့ရှော့ချပေးရပါမယ်။အသုံးစရိတ်တဲ့ယင်းနှိမ့်မြုပ်နှံမှုကိုပို့ထားရပါမယ်။မိမိလစဉ်ဝင်ငွေရဲ့10 to 20% ကိုလည်းငွေစုဆောင်းနိုင်ရပါမယ်လို့စာရေးဆရာကအကြံပြုရေးသားထားပါတယ်။နံပါတ်4အကြောင်းအရာလေးကတော့ငွေကြေးအောင်မြင်သူတွေထဲမှာတင်ယူပါတဲ့။တင်ကငွေကြေးပညာတကယ်တင်ယူခြင်းနဲ့ဆိုလို့ရှိရင်ငွေကြေးအောင်မြင်သူတွေထဲမှာလေ့လာပါငွေကြေးအောင်မြင်သူတွေဘယ်လိုတွေငွေကြေးပေါ်စိတ်ထားကြသလဲငွေကြေးတွေကိုဘယ်လိုစီစဉ်ကြသလဲငွေကြေးရင်းနှီးမြှုပ်နှံမှုတွေဘာတွေလုပ်ကြသလဲစတဲ့အရာတွေကိုလေ့လာသင်ယူပြီးငွေကြေးအောင်မြင်သူတွေရဲ့ပုံစံအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်သင်ဟာအောင်မြင်သူတစ်ယောက်ဖြစ်လာမှာပါလို့စာရေးဆရာကအကြံပြုရေးသားထားပါတယ်။နံပါတ်5အကြောင်းအရာလေးကတော့ငွေကြေးနဲ့ပတ်သက်တဲ့ရရှိစီမံကိန်းတစ်ခုချမှတ်ပါတဲ့။ငွေကြေးချမ်းသာမှုရရှိဖို့ရာငွေကြေးနဲ့ပတ်သက်တဲ့ရည်မှန်းချက်တွေမျှော်မှန်းချက်တွေရှိဖို့ရာလိုအပ်ပါတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ goal တွေ vision တွေ plan တွေရှိဖို့ရလဲလိုအပ်ပါတယ်။နောက်ဆုံးမှတ်သားထားရမှာတော့ငွေကြေးဆိုတာမိတ်ဆွေတို့အတွက်ကောကျွန်တော်တို့အတွက်ပါအတားအဆီးအဟန့်တားတွေဟုတ်မနေပါဘူး။မိတ်ဆွေတို့ရောကျွန်တော်တို့ပါငွေကြေးပေါ်မှာမှန်ကန်တဲ့ယုံကြည်မှုတွေသာရှိနေမယ်ဆိုရင်အခွင့်အလမ်းကောင်းတွေကရောက်ရှိလာမှာဖြစ်ပါတယ်။အကယ်လို့သာမိတ်ဆွေတို့မှာ
ငွေကြေးနဲ့ပတ်သက်တဲ့မှားယွင်းတဲ့ခံစားချက်တွေရှိနေမယ်ဆိုလို့ရှိရင်ဒီစိတ်ခံစားချက်တွေကိုနားလည်ပြီးအမြန်ဆုံးပြင်ဆင်ရပါမယ်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကျေးဇူးတင်ထိုက်သူတွေကိုကျေးဇူးတင်ဖို့ရလေ့ကျင့်ရပါမယ်ကျွန်ုပ်တို့မှာရှိနေတဲ့အရာတွေပေါ်မှာစိတ်မညစ်ပဲရှိတဲ့အရာတွေကိုပဲအာရုံစိုက်ရပါမယ်ကျွန်ုပ်တို့ကျွမ်းကျင်တဲ့အသိပညာအတတ်ပညာတွေကိုငွေကြေးရင်းနှီးမြှုပ်နှံမှုနေရာမှာသုံးချရပါမယ်တဲ့လုံးဝရှောင်ကျဉ်ရမှာတော့ချင်းငွေကြီးချင်းနဲ့လောင်ကစားလုပ်ခြင်းပါပဲဒါကြောင့်မလို့ညီကုန်းချုပ်အနေနဲ့ကျွန်မပြောချင်တာကတော့ကျမတို့ကငွေကြေးပေါ်မှာမှန်ကန်တဲ့အတွေးခေါ်တွေမှန်ကန်တဲ့ယုံကြည်မှုတွေသာရှိနေမယ်ဆိုရင်မှန်ကန်တဲ့ငွေကြေးခွင့်လန်းနေရလဲကျမတို့ရှိကိုမလဲမသေးရောက်ရှိလာမှာဖြစ်လို့ကျမကဒီနေ့ကျမဖတ်ထားတဲ့ငွေကြေးဆိုင်ရာအကြောင်းအရာလေးကိုဘူးသူထားနေနဲ့ပြန်လဲဝေမျှပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်